ဒီဇလန်ဟာမြို့ကြီးတစ်ခုရဲ့စင်ကြေဖုံးမှာရှိတဲ့အိမ်ဟောင်းတစ်လုံးအကြောင်းမှာဒီအိမ်ဟောင်းဟာနှစ်ပေါင်း100ကျော်သက်တမ်းရှိပြီးလူတွေရဲ့ပါဆက်ကြားမှာတရေအိမ်လို့နာမည်ကြီးနေတဲ့အိမ်တစ်လုံးပါအိမ်ရဲ့တမိုင်းကြောင်းကိုဘယ်သူမှအတိအကျမသိကြပေမဲ့ဒီအိမ်ထဲဝင်သွားသူတိုင်းပြန်မလာတဲ့အကြောင်းတွေကြောင့်လူတွေကြားမှာဒီအိမ်ဟာကြောက်စရာကောင်းတဲ့နေရာတစ်ခုအဖြစ်နာမည်ကြီးနေပါတယ်ဇလန်ရဲ့အဓိကဇက်ကောင်ကတော့မောင်မောင်ပါသူဟာစွန်စားခန်းတွေကိုကြိုက်နှစ်သက်တဲ့လူငယ်တစ်ယောက်ပါသူတငယ်ချင်းတွေဖြစ်တဲ့စူးစူးကြော်ကြော်နဲ့များများတို့နဲ့အတူဒီအိမ်ဟောင်းကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ဟာဒီအိမ်ရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့စိတ်အားထက်သန်နေကြတယ်ဒီအိမ်ဟောင်းကြီးကိုဝင်ကြည့်ဖို့စိတ်လှုပ်ရှားနေတဲ့ဒါပေမဲ့ကြောက်စရာလဲကောင်းတယ်ဟုတ်တယ်ဒီအိမ်ဟာတရေအိမ်လို့နာမည်ကြီးတယ်ဒါပေမဲ့ငါတို့စူးစမ်းကြည့်မယ်ဒီအိမ်ရဲ့ရှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ငါတို့စူးစမ်းကြမယ်ဒါပေမဲ့ကြောက်စရာကောင်းတဲ့အတန်တွေကိုကြားနေရတယ်ဒီအိမ်ဟာဘာတွေဖြစ်နေတာလဲညနေခင်းမှာသူတို့ဟာအိမ်ဟောင်းကိုရောက်ရှိလာကြတယ်အိမ်ရဲ့အပြင်ဘက်ကကြည့်ရတာတာမန်အိမ်ဟောင်းတစ်လုံးလိုပါပဲဒါပေမဲ့အိမ်ရဲ့အတွင်းဘက်ကိုဝင်လိုက်တဲ့အခါမှာတော့လေတွေအေးဆက်လာပြီးကြောက်စိတ်တွေဖြစ်ပေါ်လာတဲ့အိမ်ရဲ့နေရန်တွေမှာရှေးဟောင်းပုံတွေလက်ရေးမှတ်တမ်းတွေနဲ့ပြည့်နှက်နေတဲ့ဒီပုံတွေဟာကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကိုဖော်ပြနေတယ်လို့ပါပဲညတက်ကောင်အချိန်မှာသူတို့ဟာအိမ်ရဲ့အပေါ်ထပ်ကိုတက်သွားကြတယ်အပေါ်ထပ်မှာရှေးဟောင်းပရိဘောဂတွေမိခွက်တွေပချီကားတွေနဲ့ပြည့်နှက်နေတယ်ဒါပေမဲ့သူတို့ဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုမသိသေးပါဘူးသူတို့ဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့ဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုမဖော်ထုတ်နိုင်ပါဘူးဒါပေမဲ့သူတို့ဟာအိမ်ရဲ့ရှုပ်ဝက်ချက်ကိုမဖော်ထုတ်နိုင်ပါဘူးမြစ်တန်းခေါင်အချိန်မှာသူတို့ဟာအိမ်ရဲ့အောက်ထပ်ကိုဆင်းလာကြတယ်အောက်ထပ်မှာသူတို့ဟာကြောက်စရာကောင်းတဲ့အတန်တွေကိုကြားလာကြတယ်အတန်တွေဟာအိမ်ရဲ့နေရာတွေကနေထွက်ပေါ်လာတယ်သူတို့ဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့ဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုမဖော်ထုတ်နိုင်ပါဘူး